အောက်ဖွင့်ပြီးတာနဲ့ဗီဒီယိုတစ်ပုတ်တင်လိုက်တာနဲ့$0.14ပြန်ပေးတဲ့ We4 app အကြောင်းလေးကိုလာပြီးတော့မျှဝေပေးလာပါ We4 app က Facebook TikTok YouTube တို့ထက်ကိုဝင်ငွေအပေးချမ်းနဲ့ We4 app လေးပါဒီ We4 app ကိုအရင်ဦးဆုံးကျွန်တော်တို့ download ဆွဲလိုက်ပါတော့ download မဆွဲတတ်တဲ့သူတွေဆိုရင်ဘယ်လိုဆွဲရမလဲဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုရဲ့အောက်မှာကျွန်တော် link ချပေးထားမယ်အဲ့ဒီ link တွေကနေနှိပ်ပြီးတော့ဒီ We4 app ကို download ဆွဲလိုက်ပါ download ဆွဲလိုက်ပြီဆိုရင်ဒီမှာ download ဆွဲလိုက်ပြီဆိုကျွန်တော်တစ်ချက်နှိပ်မယ်တစ်ချက်နှိပ်ပြီးဆိုရင်ဒီလိုမျိုးပေါ်လာလိုက်မယ်ဒီလိုမျိုးပေါ်လာပြီဆိုရင်ကျွန်တော်တို့က join ဆိုတဲ့နေရာလေးကျွန်တော်တစ်ချက်နှိပ်မယ် join ဆိုတဲ့နေရာတစ်ချက်နှိပ်ပြီးဆိုရင်ဒီလိုမျိုးစာမျက်နှာပေါ်လာတဲ့ခါကျရင်မိမိရဲ့မွေးနေ့တက်ကြည့်ရပေါ့နော်မိမိရဲ့မွေးနေ့တက်ကြည့်ရကအဆင်ပြေတယ်လို့လေးပဲကျွန်တော်တို့ထည့်လို့ရပါတယ်နော်အတိအကျကြီးကျွန်တော်တို့တွေမလိုအပ်ပါဘူးပြီးပါရင်ကျွန်တော်တို့တွေ contact ကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြီးပါရင်သူကတော့ Gmail တစ်ခုနဲ့ကျွန်တော်တို့က join ပေးရတယ်ဖြစ်ပါတယ်နော်ပြီးပါရင်ကျွန်တော်တို့ join မဲ့ Gmail တစ်ခုနဲ့ကျွန်တော်တို့ join ပေးလိုက်ပါပြီးွားရင်ဒီလိုမျိုးပေါ်လာပါလိမ့်မယ်เนาะဒီလိုမျိုးပေါ်လာပြီဆိုရင်ကိုကပုံထည့်ခြင်းနဲ့ဆိုတဲ့ဒီမှာပုံတစ်ခါတည်းထည့်လို့ရတယ်တကယ်လို့ပုံမထည့်ခြင်းဘူးဆိုတဲ့ရတယ်ပေါ့နော်user name နဲ့ကျွန်တော်တို့ပြောင်းလို့ရတယ်ပုံထည့်ခြင်းနဲ့ထည့်လို့ရတယ်တကယ်လို့ကျွန်တော်ကတော့ဘာမှမထည့်တော့ဘူးဒီမှာတန်းကိုပဲကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ကိုကျွန်တော်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးပေါ်လာပါเนาะဒီလိုမျိုးပေါ်လာပြီးပြီဆိုရင်ကျွန်တော်တို့ဒီအပေါ်ဆုံးမှာပေါ့နော်ကျွန်တော်တို့တွေ3ခု caption 3ခုကျွန်တော်တို့ရွေးလိုက်မယ်ရွေးပြီဆိုကျွန်တော် contact ကိုကျွန်တော်တစ်ချက်ထပ်နှိပ်လိုက်မယ်contact တစ်ချက်နှိပ်ပြီးဆိုရင်ဒီမှာကျွန်တော်တို့တွေကเนาะကျွန်တော်တို့တွေကဗီဒီယိုကျွန်တော်တို့တွေကပို့တစ်ခုကျွန်တော်တို့တင်လိုက်ရုံပါပြီးရင်အလောင်းပေးလိုက်မယ်ပြီးရင်ကိုအဆင်ပြေတဲ့ဓာတ်ပုံလေးတစ်ခုကိုကျွန်တော်တို့ဗီဒီယိုလေးတစ်ခုကိုကျွန်တော်တို့ထည့်လိုက်မယ်เนาะကျွန်တော်တို့ဓာတ်ပုံလေးထည့်ပြီးပြီဆိုရင်ဒီမှာကျွန်တော်တို့ caption ကျွန်တော်ရေးမယ်ပေါ့เนาะစာလေးပဲကျွန်တော်တို့တစ်ချင်း caption တစ်ခုရေးလိုက်မယ်ပေါ့เนาะ okay ပြီးသွားရင်ကျွန်တော်တို့ဒီမှာ okay ဆိုတဲ့နေရာလေး okay ပါဆိုတဲ့နေရာလေးနှိပ်လိုက်မယ်နှိပ်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီပို့တင်မယ်ဆိုရင်ဒီနေရာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ပို့တင်လိုက်ပါကျွန်တော်တို့ကပို့တင်ပြီးပြီဆိုရင်ဒီမှာကျွန်တော်တို့အကောင့်ပေါ့နော်ကျွန်တော်တို့အကောင့်တွေချက်ကြည့်ပါပြီးသွားပြီဆိုရင်ကျွန်တော်တို့အကောင့်ကဒီလိုမျိုးပေါ်လာပါလိမ့်မယ်နော်ဒီလိုမျိုးပေါ်လာပြီဆိုရင်တကယ်လို့ကိုကဓာတ်ပုံထည့်ခြင်းနဲ့ဆိုရင်ဒီမှာပြန်ထည့်လို့ရတယ်မထည့်ခြင်းဆိုတော့ရတယ်ပေါ့နော်ပြီးသွားရင်ဒီနေရာလေးကိုနော်ဒီနေရာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါဒီမှာဆိုရင်ကျွန်တော်တို့ကတော့ဒီမှာဝင်ငွေပြန်ရှာဖို့ဆိုရင်ကျွန်တော်တို့တွေကlike ပေါ့နော်like က5ခုပေါ့နော်super like 5ခုကျွန်တော်တို့ရှိရမယ်ပေါ့နော်အဲ့ဒါမှကျွန်တော်တို့ကခွေတာအကောက်ကိုပြောင်းတယ်ပေါ့နော် super like 5ခုရအောင်ဘယ်လိုလုပ်ရလဲဆိုတာကိုလည်းနောက်ဗီဒီယိုမှာကျွန်တော်လာပြီးတော့ပြောပြပေးသွားမယ်နော်အားလုံးပဲအဆင်ပြေကြပါစေ